ဘာလို့မင်္ဂလာပါ မင်္ဂလာပါမ ဒီနေ့က Valentine Day နေ့ဆိုတော့ငါညီမလေးဘာရပြီးသွားပြီလဲ ဒီစီကပေးရဲ့ chocolate ရယ်ပန်းစီရယ်ပြီးတော့ရှေ့ကဲမဟုတ်ပဲရပြီပါပြီ Okay ညီမလေးက single လား RS လား single ပါ Okay single ဆိုတော့ဒီနေ့ Valentine Day ကိုဘယ်လိုဖြတ်သန်းမယ်လို့စဉ်းစားထားလဲ ဟုတ်တငယ်ချင်းတွေနဲ့အတူတူ hand out လုပ်မယ်ပြီးတော့အเจ้าမှာမနက်ပိုင်းကတော့စတင်ပြီးပြီပေါ့နော်ဒီနေ့က class day ဆိုတော့ဟုတ်ပြီးတော့တငယ်ချင်းတွေနဲ့အတူတူမဟုတ်ပျော်ပါသွားစားမယ်တငယ်ချင်းတစ်ခွဲလုံးကလည်း single ဆိုတော့တစ်ခွဲလုံးတူတူသွားစားမယ်ပေါ့ Okay ဟုတ်ကဲ့ဟုတ်Valentine Day နေ့မှာတကယ်ချင်းတွေအများကြီးပျော်ရွှင်ပါစေညီမလေး ဟုတ်ကျေးဇူးပါမ ညီမလေးမင်္ဂလာပါ မင်္ဂလာပါ ဒီနေ့က Valentine Day နေ့ဆိုတော့ညီမလေးဘာရပြီးသွားပြီလဲ ဒီစီကပေးရဲ့ပန်းနဲ့ chocolate ရပါပြီ Okay ညီမလေးက single လား RS လား single ပါ ကိုယ့်ရဲ့ crush ကိုဒီနေ့ Valentine Day မှာဖွင့်ပြဖို့စီစဉ်ရှိလား crush မရှိဘူး ဒါဆိုညီမလေးတို့ဒါအခွင့်ကောင်းတစ်ခုပေါ့နော် လာပြမဲ့တွေတက်ခွင့်ကောင်းတစ်ခုပေါ့ ကိုက surprise လုပ်ရတာကိုကြိုက်လား surprise ဟိုလုပ်ပေးရတာကိုကြိုက်လားကို surprise လုပ်ခံရတာကိုကြိုက်လားဘယ်ဟာကိုပိုကြိုက်လဲပေါ့နော် surprise လုပ်ခံရပို့ကြိုက်တယ် Okay နောက် Valentine Day တွေကစပြီး surprise တွေအများကြီးလုပ်ခံရပါစေညီမလေး ကျေးဇူးတင်ပါတယ် ညီမလေးမင်္ဂလာပါ မင်္ဂလာပါရှင် ဟုတ်ဒီနေ့ကဘာနေ့လဲ Valentine Day ပါ Okay Valentine Day နေ့ဆိုတော့ညီမလေးဒီနေ့ဘာအစီအစဉ်လေးရှိသေးလဲ အစီအစဉ်မှာ trade မရှိပါဘူးတန်းတက်တယ်ပြီးတကယ်ချင်းနဲ့ပုံသွားစားမယ်ဒီလောက်ပါ Okay Valentine Day နေ့ဆိုတာနဲ့ကိုယ့်ရဲ့ခေါင်းနဲ့အတွေ့ရမှာဘာအရင်ဆုံးဝင်လာလဲ ဒီစီပဲနဲ့ chocolate ပေါ့ ညီမလေးမင်္ဂလာပါ မင်္ဂလာပါမ ညီမတို့ကဒီနေ့ Valentine Day နေ့ဆိုတော့ဘာတွေရပြီးသွားကြပြီလဲ ဒီစီကပေးရဲ့ပန်းလေးပန်းလေးအဲ့ဒါစားပါပြီ ဆိုတော့ဒီနေ့မှာအရန်ကိုရိုနေကြတဲ့ချစ်သူတွေကိုဘာများပြောချင်ပါလဲညီမလေး ပန်းနဲ့ခုခုလမ်းနဲ့ခုခုယူဆိုင်ကြပါလို့ ညီမလေးရော ဒီတိုင်းလဲဆက်ပြီးတော့ရနိုင်ကြပါစေလို့ ညီမလေးရော အိမ်ထဲမှာပဲများပြည်သူတို့ကမပေးပဲနေကြပါလို့ နောက်ဆုံးညီမလေးကပြောချင်တယ် နောက်ဆုံးကြရတဲ့တယောက်တည်းဖြစ်မှာပါပဲ Okay အဲ့ဆိုကျေးဇူးများတင်ပါတယ်ညီမလေး ကျေးဇူးပါမ မင်္ဂလာပါဆရာ ဟုတ်မင်္ဂလာပါ ဟုတ်ဆရာဒီနေ့က Valentine Day နေ့ဆိုတော့ဆရာဘာတွေများရပြီးသွားပြီလဲ အကြောင်းကပြီးတဲ့ဘန်းနဲ့ချောကလက်တော့ရပြီပေါ့ ဟုတ်ဒီနေ့ Valentine Day နေ့ရောဆရာဘာအစီအစဉ်လေးရှိသေးလဲရှင် ဒီနေ့ကတော့တတင်ကိုစာတင်ရမှာပေါ့ညကြမှာပေါ့ Okay အရန်ကိုရိုနေရဲ့ကလေးအတွဲတွေဘာပြောချင်လဲဆရာ ဒီအောင်မှလည်းမတွေ့ပါဘူးအားလုံးကအကြောင်းကပြီးတဲ့ဘန်းနဲ့ပဲအကြောင်းကပြီးတဲ့ချောကလက်နဲ့ပဲသနာတော့သနာတယ်ဘယ်မှလည်းတော့ရင်မကြည့်ကြဘူး ဟုတ်ဆရာ Valentine Day အတွက်စုမုံကောင်းစားလေးပြောပြပါဦးဆရာ ဟုတ်နောက်နေ့ကျလို့ရှိရင်အကြောင်းကပြီးတဲ့ဘန်းလည်းရောကိုယ့်အကူအရေးရှင်းနဲ့ရတဲ့ဘန်းကိုရကြပါစေလို့ဆုတောင်းပေးပါတယ် ကျေးဇူးပါဆရာ ဟုတ် မင်္ဂလာပါညီမလေး င်္ဂလာပါ ဒီနေ့က Valentine Day နေ့ဆိုတော့ Valentine Day ဆိုတာနဲ့ပေါ့နော်ခေါင်းထဲမှာဘာကိုအရင်ဆုံးသတိရရလဲ ကိုချစ်တဲ့သူတွေချင်းချင်း chocolate တွေပေးကြတယ်ပန်းစီတွေပေးကြတယ်အပြင်မှာဆိုလို့ရှိရင်လည်းကပဲတွေ့ချင်းကပဲဝတ်စုံလေးဝတ်ပြီးတော့သွားလာနေအောင်တွေ့ရပါတယ် ဆိုတော့ညီမလေးရောဒီနေ့ဘာရပြီးသွားပြီလဲ ကျောင်းမှာပေးရဲ့ chocolate ရဲ့ပန်းစီရဲ့ရေကဲမုတ်ရဲ့ရပြီ ဆိုတော့ညီမလေးသာအကယ်လို့ကိုကပေါ့နော်ဒီ take လုပ်ခဲ့မယ်ဆိုလို့ရှိရင်မဟုတ်သွားစားရတာကိုကြိုက်လားရွှေ့ရှိသွားကြည့်ရတာကိုကြိုက်လား မဟုတ်တော့စားတာ Okay ချစ်သူတွေအတွက် Valentine Day နေ့မှာစကားလေးတစ်ခုလောက်ပြောပြပါဦး ချစ်ချင်းအများကြီးချစ်နိုင်ကြပါစေလို့ ကျေးဇူးပါညီမလေး ကျေးဇူးပါ ညီမလေးမင်္ဂလာပါ မင်္ဂလာပါမ ဒီနေ့က Valentine Day နေ့ဆိုတော့ညီမလေးဒီနေ့ဘာအစီအစဉ်လေးရှိလဲ အတန်းတက်မယ်ပြီးတော့တော့တငယ်ချင်းတွေနဲ့ချိန်ထားပါတယ်ဟုတ် ညီမလေးစိတ်မရှိနဲ့နော်ညီမလေးက single လား RS လား single ပါရှင် ဆိုတော့ဒီ single ဆိုတော့ဒီနေ့မှာဒါတကယ်ချင်းတွေနဲ့တူဖြတ်သန်းမှာပေါ့နော်အဲ့တော့ဒီအားလုံးဒီ Valentine Day နေ့လေးမှာပေါ့နော်ချစ်သူတွေအတွက်ကိုအမှတ်တရစကားလေးပြောပေးပါဦး ချစ်သူတွေအကုန်လုံးမခွဲမခွာနဲ့ပေါင်းဖက်နိုင်ကြပါစေရှင်ဟုတ် ကျေးဇူးတင်ပါတယ်ညီမလေးရောဒီနေ့ဘာတွေရပြီးသွားပြီလဲ BUC ကပေးထားတဲ့ပန်းလေးရယ် chocolate ကလေးရယ်ပြီးတော့ရေခဲမုတ်လေးရယ်ပါဟုတ် ဟုတ်ကျေးဇူးတင်ပါတယ်ညီမလေး ကျေးဇူးပါဟုတ် မင်္ဂလာပါပေါင်းလေး ဟုတ်မင်္ဂလာပါ ဆိုတော့ဒီနေ့ကဒါ Valentine Day နေ့ဆိုတော့ကောင်မလေးကိုဘာတွေပေးပြီးသွားပြီလဲ ကိတ်မော်ရဲ့ဘန်းလေး ဒါပဲလား ဒါပဲ ဟုတ်ညီမလေးကရောဘာတွေပေးပြီးသွားပြီနော်ကောင်းပါတယ်ညီမလေးအဲ့တော့ဒီနေ့ Valentine Day နေ့မှာချစ်သူများအတွက်ဘယ်လိုအမှတ်တရလေးပြောပေးခြင်းလဲ ဖလန်တိုင်းနေ့မှာအားလုံးပျော်ရွှင်ကြပါစေပေါ့ ညီမလေးကရော တူတူပါပဲအားလုံးပျော်ရွှင်ကြပါစေ Okay Happy Valentine Days ပါညီမလေးမင်္ဂလာပါ မင်္ဂလာပါအမ ဒီနေ့ကချစ်သူများနေ့ဆိုတော့ညီမလေးဘာအစီအစဉ်လေးရှိလဲ ဒီနေ့ကတော့ BUC မှာ MBA တန်းလေးရှိရကြအောင်ညီမဒီနေ့ MBA တန်းလေးတက်မှာပါရှင်ဟုတ် ညီမလေးကအခုချစ်သူများနေ့ဆိုတော့လေဘာတွေရပြီးပြီလဲပေါ့နော် ဟုတ်အကြောင်းရောက်တော့နှင်းစီပန်းလေးရပြီးသွားပါပြီ chocolate လေးရောရေခဲမုတ်လည်းစပြီးသွားပါပြီဟုတ် ဆိုတော့ညီမလေးကပေါ့နော်ဒီ surprise လုပ်ခံရတာကိုကြိုက်လားကိုက surprise လုပ်ပေးရတာကိုကြိုက်လား surprise လုပ်ခံရတာကြိုက်ပါတယ် ဆိုတော့ဒီနေ့ချစ်သူများနေ့အတွက်စမုံကောင်းစကားလေးပြောပေးပါဦး ဟုတ်ချစ်သူတွေဒီထက်မကအများကြီးချစ်နိုင်ကြပါစေတယောက်နဲ့တယောက်လည်းပို့ပြီးတော့ဒီထက်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ် ကျေးဇူးပါညီမလေး ကျေးဇူးပါ မောင်လေးမင်္ဂလာပါ မ
မင်္ဂလာပါမဟုတ် ဒီနေ့က Valentine's Day ဆိုတော့မောင်လေးဒီနေ့ဘာအစီအစဉ် plan လေးရှိလဲ โอเคဒီနေ့ကတော့ထူထူ plan တော့ကျွန်တော်မရှိဘူးဆိုတော့Valentine နေ့ကစနေနေ့လည်းဖြစ်နေတော့ကျွန်တော်အခု BUC မှာ BABN တက်နေတာဆိုတော့အတန်းလေးလာတက်တာပါခင်ဗျโอเคဟုတ် ဒီနေ့ရောဘာ surprise တွေရသွားပြီလဲ ပထမဆုံးအနေနဲ့ BUC ကနေပေါ့ရရောက်ချင်မှာပဲ surprise ရထားတယ်ပန်းနေရောရေခဲမုတ်ရော chocolate တွေရောကျွေးရပေါ့ပန်းနေလည်းရထားတယ် chocolate လည်းအများကြီးရထားပါဟုတ်အဲဆိုတော့ဒီနေ့ Valentine's Day မှာချစ်သူတွေအတွက်ကိုစုမုံကောင်းစကားလေးတောင်းပေးပါဦး โอเคကိုအဲ့လိုချစ်သူတွေ crush တွေမရှိပေမဲ့ပေါ့နော်ရှိရဲ့ချစ်သူတွေရှိရဲ့လူတွေတိုင်းတော့ပေါ့နော်ဆူတောင်းပေးချင်တာကဘာပေါ်မှာလူတိုင်းอ่ะပေါ့နော်စစ်မှန်တဲ့ချင်းချင်းမြတ်တာကိုရရှိကြပါစေလူတိုင်းအချစ်ခံဖို့ထိုက်တယ်ပါရဲ့လို့ပြောချင်ပါတယ်ခင်ဗျာโอเค ကျေးဇူးတင်ပါတယ်မောင်လေး โอเคကျေးဇူးပါခင်ဗျာဟုတ်ကဲ့